မင်္ဂလာပါရှင်24နာရီမီးရရှိမဲ့မီနီကွန်ဒိုတိုက်သစ်ဆက်ဆက်လေးနဲ့မိတ်ဆက်ပြပြစေရှင်ဒီကလေးရဆိုရင်တောင်ကလာပါမြို့နယ်12ရက်ကွက်လူရန်စီကားတဲ့မာကလမ်းကျယ်ပေါ်မှာတရှိတဲ့တိုက်ခန်းလေးပဲဖြစ်ပါတယ်ရှင်စံဖျားနဲ့အနည်းဆုံးမှာတရှိပြီးတော့ရတနာလမ်းမကြီးကနေဝင်လို့ရှိရင်9တိုင်းမြောက်ကတိုက်ခန်းလေးပဲဖြစ်ပါတယ်ရှင်ပေ40ပေ60ခရမ်းမြေပေါ်မှာတစောက်ထားပြီးတော့တိုက်အသစ်ဆက်ဆက်ဘစ်စစ်ကြပြီးသားကွန်ဒိုလေးပဲဖြစ်ပါတယ်ရှင်အဲ့ခန်းရဲ့အတွင်းဘက်မှာဆိုလို့ရှိရင်ပါကီတွေခင်းထားပြီးတော့မျက်နှာကျက်မီးတွေအလှဆင်ထားပေးပါတယ်ရှင်အဲ့ခန်းအတွင်းဘက်မှာဆိုဖာဆက်တီတစ်စုံရဲ့အဲကွန်တစ်လုံးရဲ့ပါရှိပြီးတော့24 hour မီးရရှိရတဲ့ power station တစ်လုံးကိုပါထည့်ပေးထားတာဖြစ်ပါတယ်ရှင်18ပေ50ပေကျဲဝန်းရှိပြီးတော့ single room တစ်ခန်း master bedroom တစ်ခန်းပါရှိမှာဖြစ်ပါတယ်ရှင်single room ခန်းဆိုလို့ရှိရင်လည်းကျဲဝန်းလှပြီးတော့မျက်နှာကျက်မီးတွေလှဆင်ထားပြီးအဲကွန်တစ်လုံးကိုပါထည့်ပေးထားပါတယ်ရှင် last research ပြင်ဆင်ထားတဲ့ဒီ mini condo လေးရဆိုလို့ရှိရင်5 floor မှာတရှိတာဖြစ်ပါတယ်ရှင်။ဒါလေးကတော့ master bedroom ခန်းလေးပါရှင်။ master bedroom ခန်းဆိုရင်လည်းအရန်ကိုကျယ်ဝန်းလာပြီးတော့နေရန်ကတ်ဗီဒီယိုတွေပါပြုလုပ်ပေးထားပါတယ်ရှင်။ bedroom ရဲ့ခန်းမှာဆိုလို့ရှိရင်လေချိုကဲအိမ်နာတီးတန်ပါဝင်မှာဖြစ်ပါတယ်ရှင်။မိဖို့ကောင်အဝင်ထွက် slide တို့တကားတစ်ချက်တစ်ဆင့်ပေးထားပါတယ်ရှင်။မိဖို့ကြောင်မှာဆိုလဲကြွေပြခင်းကြွေပြကတ်ပါရှိပြီးတော့ cabinet တွေကိုပါပြုလုပ်ပေးထားပါတယ်ရှင်။မိဖို့ကန်ရဲ့ပတင်းပေါက်တွေဆိုလို့ရှိရင်လည်းတန်ပန်းဆန်းရှိတက်ဆင့်ပေးထားတာဖြစ်ပါတယ်ရှင်။ဒီခန်းလေးရဆိုလို့ရှိရင်လူရန်စီကလှတဲ့တောင်ကလာပါမြို့နယ်12ရက်ကွက်မာကလမ်းကျယ်ပေါ်မှာတည်ရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်နော်ခန်းလေးရဲ့ဈေးနှုန်းကတော့3440ညှိနှိုင်းဈေးဖြစ်ပြီးတော့ဘဏ်အရေးကြလည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်ခန်းလေးကိုစိတ်ဝင်စားတဲ့ဆိုရင် KTT Home Real Estate ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်